တနေ့လာနေမှာအလယ်နက်ခတ်ဖြစ်ပြီးရင်သူ့နောက်မှာဘလူကနန်းမျိုးလေးတွေကိုဦးစားပေးတတိထားပြီးတော့ကစားရမလဲဆိုတာကို2022ခုနှစ်လောက်ကစပြီးတော့တေချာလေးပြန်စစ်ကြည့်တဲ့အခါမှာကျွန်တော်တွေ့ရတဲ့တတိထားစရာအချက်လက်လေးတွေကိုဒီဗီဒီယိုထဲမှာကလန်ဒါလေးနဲ့တကွတေချာလေးပြန်ပြီးတော့မျှဝေပေးတော့ပါမယ်။ကဲဒူဒီရှမေဆွေညီကိုမောင်နှမတို့အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကိုခန့်ကိုအားပေးနေကြတဲ့ကိုမတယောက်ရှင်းစီတိုင်းစိတ်ချမ်းသာလို့ကိုကျမ်းမာလေးလည်းရှိကြပါစေလို့ဦးစွာပထမဆုတောင်းမေတ္တာလေးပို့သပေးလိုက်ပါတယ်မင်္ဂလာရှိတဲ့မနက်ခင်းလေးပါအဲ့ဒီတော့တနေ့လာနေမှာအလယ်နက်ခတ်ဖြစ်ပြီးဆိုတဲ့အခါကျရင်ပထမတစ်ချက်အနေနဲ့နောက်တစ်ရက်ဖြစ်တဲ့အင်္ဂါမှာ9-3 ထိတဲ့ကဏ္ဍလေးတွေကိုဦးစားပေးတတိထားပြီးတော့ကစားရပါမယ်2022ခုနှစ်လောက်ကစပြီးတော့ပြီးခဲ့တဲ့ပတ်ထိ၄နှစ်ကျော်9နှစ်ထဲမှာပြက်ပင်တစ်ချက်နဲ့95ရာခိုင်နှုန်းကျော်ထိကိုပြန်ပြီးတော့ဆင်ထားခဲ့တာဖြစ်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့ဆိုရင်အင်္ဂါဗုဒ္ဓဘူး2ရက်တာအတွင်းမှာ4ခွန်ပတ်တိသို့မဟုတ်4ခွန်နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေကိုဦးစားပေးပြီးတော့တတိထားကစားရမယ်။2022ခုနှစ်လောက်ကစပြီးတော့ပြီးခဲ့တဲ့ပတ်ထိ4နှစ်ကျော်9နှစ်ထဲမှာပြက်ပင်မရှိပဲ100ရာခိုင်နှုန်းလိုက်ပြီးတော့ဆင်ထားခဲ့တာဖြစ်ပါတယ်။တတိယတစ်ချက်အနေနဲ့ဆိုရင်သူ့ရဲ့နောက်3ရက်တာအတွင်းမှာနှစ်ခွန်ထိပ်စီးလိုင်းကိုတတိထားပြီးတော့ကစားရပါမယ်။2022ခုနှစ်လောက်ကစပြီးတော့ပြီးခဲ့တဲ့ပတ်ထိ4နှစ်ကျော်9နှစ်ထဲမှာပြက်ပင်တစ်ချက်နဲ့95ရာခိုင်နှုန်းကျော်ထိကိုလိုက်ပြီးတော့ဆင်ထားခဲ့တာဖြစ်ပါတယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့3ခုဖြစ်သွားတယ်နော်။ပထမတစ်ချက်ကနောက်တစ်ရက်ဖြစ်တဲ့အင်္ဂါမှာ9-3 ထိတဲ့ကဏ္ဍလေးတွေကိုဦးစားပေးပြီးတော့ကစားမယ်။ဒုတိယတစ်ချက်ကသူ့ရဲ့နောက်2ရက်တာတွင်ဖြစ်တဲ့အင်္ဂါဗုဒ္ဓဘူး2ရက်တွင်မှာ4ခွန်ပတ်တိသို့မဟုတ်4ခွန်နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေကိုဦးစားပေးပြီးတော့ကစားရမယ်။တတိယတစ်ချက်ကသူရဲ့နောက်3ရက်တာထဲမှာ2ခွန်ထိပ်စီးလိုင်းသို့မဟုတ်2ခွန်ထိပ်စီးနဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေကိုဦးစားပေးပြီးတော့ကစားရမယ်။အဲ့တော့ကျွန်တော်ဒါလေးကိုကျွန်တော်ရဲ့ကိုမာတွေယူပြီးတော့3သင့်မ3သင့်စုံဖြတ်နိုင်ကြဖို့ရအတွက်ဆိုရင်တော့ကလန်နာကြီးမှရလိမ့်မယ်လို့ထင်တဲ့အတွက်4နှစ်ကျော်9နှစ်ထဲလေးကိုကလန်နာလေးတစ်ခေါက်ပြန်ပြီးတော့စစ်ပြပေးလိုက်မယ်။အဲ့တော့ဒီ3ခုတွေကအကြိုက်ဆုံးဖြစ်မဲ့တစ်ခုကိုယူပြီးတော့သုံးကြပါ။တနေ့လာမှာအလယ်နက်ခတ်ဖြစ်တဲ့အခါနောက်တစ်ရက်မှာ9-3 တစ်လုံးညီမယ်ဆိုတော့52เนาะနေ့ရက်တွင်းမှာ4ခွန်ပတ်တိဆိုတော့94 3ရက်တွင်းမှာ2ခွန်ထိပ်စီဆိုတော့83တနေ့လာမှာအလယ်နက်ခတ်ဖြစ်တဲ့အခါနောက်တစ်ရက်မှာ9-3 တစ်လုံးမှာဆိုတော့58နေ့ရက်တွင်းမှာ4ခွန်ပတ်တိ74 3ရက်တွင်း2ခွန်ထိပ်စီ81တနေ့လာမှာလည်နက်ကဖြစ်တဲ့အခါနောက်တစ်ရက်မှာ9-3 တစ်လုံးပြန်ညီမယ်ဆိုတော့ဒီမှာတစ်ချက်ပြတ်ပါတယ်။နှစ်ရက်တွင်း4ခွန်ပတ်တိဆိုတော့ခွန်လေးနဲ့74 64လေးပါတယ်။3ရက်တွင်း2ခွန်ထိပ်ဆိုတော့84ပေါ့နော်။တနေ့လာမှာလည်နက်ကဖြစ်တဲ့အခါနောက်တစ်ရက်မှာ9-3 တစ်လုံးဆိုတော့50ခွန်နှစ်ရက်တွင်း4ခွန်ပတ်တိဆိုတော့50ခွန်3ရက်တွင်းမှာ2ခွန်ထိပ်စီဆိုတော့ဒီမှာတစ်ချက်ပြတ်ပါတယ်။တနေ့လာမှာအလယ်နက်ခတ်ဖြစ်တဲ့အခါနောက်တစ်ရက်မှာ9-3 တစ်လုံးဆိုတော့60နှစ်ရက်တွင်းမှာ4ခွန်ပတ်တိဆိုတော့1နဲ့ခွန်9 3ရက်တွင်းမှာ2ခွန်ထိပ်စီဆိုတော့85တနေ့လာမှာအလယ်နက်ခတ်ဖြစ်တဲ့အခါနောက်တစ်ရက်မှာ9-3 တစ်လုံးဆိုတော့301နှစ်ရက်တွင်း4ခွန်ပတ်တိဆိုတော့89 3ရက်တွင်းမှာခွန်2ထိပ်စီဆိုတော့84တနေ့လာမှာအလယ်နက်ခတ်ဖြစ်တဲ့အခါနောက်တစ်ရက်မှာ9-3 တစ်လုံးဆိုတော့30ခွန်နှစ်ရက်တွင်း4ခွန်ပတ်တိခွန်9နဲ့3ခွန်3ရက်တွင်း2ခွန်ထိပ်စီ80နဲ့မှ9ပေါ့နော်တနေ့လာမှာအလယ်နက်ကဖြစ်တဲ့အခါနောက်တစ်ရက်မှာ9-3 တစ်လုံးဆိုတော့34နှစ်ရက်တွင်း4ခွန်ပတ်တိဆိုတော့34 24 3ရက်တွင်း2ခွန်ထိပ်စီဆိုတော့ကျွန်တော်တို့20နဲ့မှ9เนาะအဲ့တော့2ခွန်ထိပ်စီကဖော်မူလာ2ချက်ရှုံနေတာလေးဖြစ်ပါတယ်အဲ့တော့2ခွန်ထိပ်စီကအတော်လေးကိုအားကောင်းတဲ့အနေထားမှာတော့ရှိတယ်ဒီနေ့လာမှာအလယ်နက်ကဖြစ်တဲ့အခါနောက်တစ်ရက်မှာ9-3 တစ်လုံးဆိုတော့39နဲ့80နှစ်ရက်တွင်းမှာ4ခွန်ပတ်တိ42 3ရက်တွင်း2ခွန်ထိပ်88လို့လာပါတယ်
တနေ့လာမှာလေနက်ကဖြစ်တဲ့အခါနောက်တစ်ရက်မှာ933တလုံး38နေ့ရက်တွင်4ခွန်ပတ်သည်24 3ရက်တွင်2ခွန်ထိပ်စီ20ခွန်လိုလာပါတယ်တနေ့လာမှာလေနက်ကဖြစ်တဲ့အခါနောက်တစ်ရက်မှာ933တလုံးဆိုတော့10နဲ့35နေ့ရက်တွင်4ခွန်ပတ်သည်ဆိုတော့1ခွန်3ရက်တွင်2ခွန်ထိပ်စီဆိုတော့2 5နဲ့20တနေ့လာမှာလေနက်ကဖြစ်တဲ့အခါနောက်တစ်ရက်မှာ933တလုံးဆိုတော့60နေ့ရက်တွင်4ခွန်ပတ်သည်50ခွန်3ရက်တွင်2ခွန်ထိပ်စီ22လို့လာပါတယ်တနေ့လာမှာလေနက်ကဖြစ်တဲ့အခါနောက်တစ်ရက်မှာ933တလုံး32နေ့ရက်တွင်မှာ4ခွန်ပတ်သည်ဆိုတော့88 3ရက်တာတွင်မှာ2ခွန်ထိပ်စီဆိုတော့88နဲ့80ခွန်တနေ့လာမှာလေနက်ကဖြစ်တဲ့အခါနောက်တစ်ရက်မှာ933တလုံးဆိုတော့43နေ့ရက်တွင်4ခွန်ပတ်သည်ဆိုတော့6ခွန်နဲ့1လေ3ရက်တွင်မှာခွန်နဲ့ထိပ်စီဆိုတော့88တနေ့လာမှာလေနက်ကဖြစ်တဲ့အခါနောက်တစ်ရက်မှာ933တလုံး55နေ့ရက်တွင်4ခွန်ပတ်သည်81 3ရက်တွင်2ခွန်ထိပ်စီ81တနေ့လာမှာလေနက်ကဖြစ်တဲ့အခါနောက်တစ်ရက်မှာ933တလုံး54နဲ့9တင်နေ့ရက်တွင်မှာ4ခွန်ပတ်သည်ပါဆိုတော့54 3ရက်တွင်မှာ2ခွန်ထိပ်စီပါဆိုတော့83လို့လာတယ်တနေ့လာမှာလေနက်ကဖြစ်တဲ့အခါနောက်တစ်ရက်မှာ933တလုံးဆိုတော့80နေ့ရက်တွင်4ခွန်ပတ်သည်က80 3ရက်တွင်2ခွန်ထိပ်စီက80နဲ့2တင်ဒါဆိုရင်ဒါပြီးခဲ့တဲ့တစ်ပတ်ကျော်ပေါ့နော်ဇန်နဝါရီ26ကလန္ဒာဖြစ်ပါတယ်ဒီကနေ့တနေ့လာမှာလေ9-3ရယ်ဆိုပြီးတော့အလင်းမှာနက်ခတ်လူဖြစ်ခဲ့တဲ့အတွက်ဖော်မူလာရမနေ့ပြန်ကအင်္ဂါမှာ9-3-3တလုံးဆွဲမယ်နေ့ရက်တွင်မှာ4ခွန်ပတ်သည်ဆွဲမှာဖြစ်ပြီးတော့3ရက်တွင်မှာ2ခွန်ထိပ်စီတိုင်းကြရမယ်အဲ့တော့ဒီလောက်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်ဖို့ရအတွက်လုံတော့လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်ကိုမတို့အတွက်ကျွန်တော်တို့ဒီနေ့စဉ်ပုံမှန်အသုံးဝင်နေမဲ့ဖော်မူလာလေးတွေကိုပုံမှန်တင်ပေးနိုင်အောင်စူးစမ်းနေမှာဖြစ်တဲ့အတွက်ဖော်မူလာလေးတွေကိုအဓိကအားထားပြီးတော့ဆော်တဲ့ကိုမတွေကဗီဒီယိုကိုလိုက်လံမာလေးတွေနှိပ် channel ကိုတူတီနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေမှာပြန်လည်ပြီးတော့မျှဝေပေးသွားခြင်းဖြစ်လေကျွန်တော်ကိုခန့်အားရှိအောင်အားပေးသွားလို့လည်းရပါတယ်။ဒါ Viber Telegram channel ဝင်ရှင်တဲ့အကိုမတွေအတွက်ကိုလည်း comment ထဲမှာ link လေးရှာထားပေးခဲ့ပါမယ်။အဲ့တော့မနေ့ပြန်ကမှပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။အားလုံးပဲစိတ်ချမ်းသာလို့ကိုယ်ကျမ်းမာလေးလည်းရှိကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းလေးကိုထပ်မံပြီးတော့တောင်းပေးခဲ့ပါတယ်။